အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့အချိုကြိုက်ပေမဲ့ကျမရေးမတိကိုက်စီဖို့ဘလို့နည်းလမ်းလေးတွေသုံးလို့ရလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်တကြားကိုအလွန်ချင်းစောက်သုံးတာကသွေးရင်းတကြားတက်မြင့်တက်တာဒါမှမဟုတ်လို့ရှိရင်အဝလွန်တာနဲ့တောက်ပိုးစားခြင်းကိုပြည့်စေနိုင်တယ်ဆိုတာလူတိုင်းသိပြီးသားဖြစ်မှာပါရှင်ဒါပေမဲ့အချိုကြိုက်တဲ့လူတွေအနေနဲ့ကတော့အချိုကိုဒါမှမဟုတ်လို့ရှိရင်တကြားကိုလုံးဝဖြစ်ဖို့ဆိုတာကမလွယ်ကူပါဘူးရှင်ဒီတော့ကျမရေးမတိကိုက်အောင်အချိုကိုဘယ်လိုစားသုံးကြမလဲအဖြေကတော့တဘာဝရဲချူပင်အရွက်ကနေထုတ်ထားတဲ့တကြားစားထိုးဖြစ်သုံးလို့ရနိုင်တဲ့ Stevia ရွက်ချူမှုရှိပါရဲ့ရှင်။ပါရာဂွေးနဲ့ဘရာဇီးနိုင်ငံတွေမှာအဓိကပါရောက်တဲ့ဒီရွက်ချူပင်တွေကချိုးရဲအရသာကိုပေးပေမဲ့ calories မြင့်တက်ခြင်း၊ကာဗွန်ဟိဒရိတ်မြင့်တက်ခြင်း၊သွေးရင်းတကြားတက်မြင့်တက်ခြင်းတွေကိုဖြစ်စေနိုင်ပါဘူးရှင်။ဒါကြောင့်စီးကျိုဝေဒနာရှင်တွေအနေနဲ့တကြားတက်မြင့်တက်မှာဒါမှမဟုတ်လို့ရှိရင်အဝလွန်မှာကိုစိုးရိမ်စရာမလိုပါဘူးရှင်။အားလုံးတဲ့သတင်းကောင်းကတော့ဖိန်းစေးဝါဆက်ယုံကနေတကြားစားထိုးဖြစ် GMP ISO နီလန်နေနဲ့အညီထုတ်လုပ်ထားတဲ့ Stevia ရွက်ချူမှုလေးရှိပါရဲ့ရှင်။ Coffee လက်ဖက်ရည်ဖြော်တာဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှင်ဟင်းချက်တာမုံမျိုးမျိုးလုပ်ဖို့အတွက်လည်းတကြားစားထိုးဖြစ်သုံးလို့ရနိုင်ပါရဲ့ရှင်။အိမ်တွင်းသုံးဒီလို300 gram အထုပ်ကြီးနဲ့အပြင်သွားရင်တရားလွယ်တဲ့ဒီလိုမျိုး5 gram အထုပ်သေးဆိုပြီးတော့2မျိုးရနိုင်ပါရဲ့ရှင်။မိမိနဲ့မိသားစုကျန်းမာရေးအတွက်တကြားဓာတ်ကိုရှော့ချပြီးတဘာဝအတိုင်းချုံငိမ့်စေတဲ့ Fein Stevia ကိုသုံးစွဲကြည့်ဖို့အကြံပြုချင်ပါတယ်ရှင်။ Fein Stevia ကို City Mart တွေနဲ့အနီးစပ်ရာဆေးဆိုင်ကြီးတွေမှာလွယ်လွယ်ကူကူဝယ်လို့ရနိုင်ပါတယ်ရှင်။ Fein Stevia ကိုသုံးစွဲဖို့ရတဲ့အနေနဲ့ကလည်းဒီမိမိတို့ရဲ့အတွေ့အကြုံတွေကိုကွန်မန့်မှာဝေမျှတောက်လို့ရပါတယ်ရှင်။ကျန်းမာရေးနဲ့ညီညွတ်တဲ့လူနေမှုဘဝပုံစံကို Fein နဲ့အတူစတင်လိုက်တော့နော်။